အပိုင်းလေးမှာတော့မီဆာတို့ဆိုင်ကို AOE ဆိုတဲ့ကောင်မလေးတယောက်ရောက်လာပါတယ်တကယ်တော့ AOE ဆိုတာလိုင်းပေါ်မှာနာမည်ကြီးနေတဲ့တယောက်ဖြစ်တာကြောင့်ဆိုင်ကလူတွေပါစူကြကုန်ပါတယ်အဲ့နောက် AOE ဆိုတာအလုတ်ကဂျာရီနဲ့တီးကြတာဖြစ်ပြီးဆိုင်မှာလှုပ်ချင်တယ်ပြောပေမဲ့အသက်မပြည့်သေးလို့မရဘူးပြောလိုက်ပါတယ်အဲ့နောက် AOE ကအိမ်ဖော်ဝတ်စုံတွေဝတ်နေလို့မီဆာကဝန်ထမ်းတွေသာဝတ်ခွင့်ရှိပြီးဓာတ်ပုံရိုက်တာတော့ခွင့်ပြုတယ်ပြောလို့စိတ်ညစ်သွားပါတယ်အဲ့အချိန် Yusui လည်းရောက်လာပြီး AOE ကတွေ့သွားလို့ Yusui ကိုကြွေသွားပါတယ်ဂျာရီက Yusui မှာမီဆာရှိတယ်ပြောပေမဲ့မရဖြစ်နေပါတယ်အဲ့နောက်အလုတ်ကတယောက်ကစာဖို့မှုမရှိဘူးပြောနေတော့ Yusui ကဝင်လာပြီးသူနည်းနည်းတော့ချက်တက်ပါတယ်ပြောလိုက်ပါတယ်အဲ့နောက်မီဆာကဝန်ထမ်းမဟုတ်တဲ့သူကိုဝင်ခွင့်မပေးသင့်ဘူးပြောပေမဲ့ဂျာရီကတော့အစမ်းချက်ကြည့်ပြီးမှခန့်မယ်ဆိုပြီးဝင်လာခိုင်းပါတယ်အဲ့နောက် Yusui ကရှယ်ချက်ပြလိုက်ပြီးညီးခိုင်းလိုက်တာကောင်းလို့ခန့်လိုက်ပါတယ်အဲ့အချိန် AOE ကပေးကနေစားကျင်လိုက်တာပြောပေမဲ့ Yusui ကစားကျင်မှစားလေပြောလို့အံ့ဩသွားပြီးမီဆာကသူကလူမဟုတ်လို့တတိထားတော့ပြောပေမဲ့ Yusui ကအဲ့ဒါကိုသဘောကျနေတာပြောပြီးချစ်နေကြလို့ AOE စိတ်ပြတ်သွားပါတယ်နောက်နေ့မှာတော့ငါကြောင်သုံးကောင်ကလည်း AOE ကိုကြွေနေကြပေမဲ့ Yusui ကိုအတူထိုင်ဖို့ခေါ်တဲ့အချိန်မှာတော့ Yusui ကမထိုင်ဘူးပြောလို့စိတ်ညစ်သွားပါတယ်အဲ့နောက်မီဆာကပုံစိုးပန်းစိုးတွေဝတ်ထားပေမဲ့ Yusui ကကြွေနေလို့ဘာတွေလုပ်ထားတာလဲမေးနေပါတယ်နောက်နေ့မှာတော့ထပ်ပြီး Yusui ကို AOE ကအပိုင်ဖြစ်ချင်တယ်ပြောနေတဲ့အချိန်မီဆာရောက်လာပြီး Yusui ကိုထိုးလိုက်က AOE ကိုလည်းရိုက်ပြီးဒီအတိုင်းနေရင်တောင်ချစ်စရာကောင်းတယ်ပြောပေမဲ့ AOE ကလူတွေထင်ကြီးစေချင်လို့ပြောလို့မီဆာကတခြားသားတွေကိုဆွဲမထည့်ပဲကိုဘာသာရဲရဲဝင်ဆိုင်လိုက်ဖို့ပြောလိုက်ပါတယ်အဲ့ချိန်ဂျာရီတို့ရောက်လာပြီး AOE ကယောက်ျားလေးဆိုတာပြောလိုက်ပါတယ်အဲ့နောက်ဂျာရီကယောက်ျားလေးဆိုတာမပြောမိလို့တောင်းပန်နေပြီး AOE က Yusui ကိုအစကတည်းကတိနေတာမလားမေးလိုက်ပါတယ် Yusui ကဟုတ်နေလို့မီဆာအဲ့ဆိုဘာလို့လုံနေကြတာလဲမေးတော့ Yusui ကမီဆာပြောတယ်လို့ပြဿနာကိုရင်ဆိုင်နေတာပြောလို့ AOE ကငါကြောင်တွေးပဲလို့စိတ်ကပြောလိုက်ပါတယ်အဲ့နော်တယောက်ကြားဝစ်စုံနဲ့ AOE ပြန်ရောက်လာပြီးမီဆာကအရင်လိုတွေဝတ်ထားလို့သူစင်ပေးမယ်ဆိုပြီးခေါ်သွားပါတယ်အဲ့နောက်လမ်းမှာသွားကြရင်မိုးကရွာလာလို့မိုးခုနေကြတဲ့အချိန်လမ်းမှာတကူးလာတယ်ပြောကြလို့မီဆာတွေပေးတာမြင်ပြီး AOE လမ်းသွားပါတယ်နောက်နေ့မီဆာကို AOE ပြင်ပေးလိုက်လို့မီဆာကမနေတက်ဖြစ်နေပြီး Yusui ကိုလည်းရဲချင်းရင်ရဲလိုက်ပြောပေမဲ့ချစ်စရာလေးလို့ပြောလိုက်လို့မီဆာရှက်ကနှာဝူးတီးစားပြောရင်အပိုင်းလေးလည်းပြီးသွားပါတော့တယ်